ຫນွေဥရာသီရဲ့လျှို့ဝှက်ဆန်းကျင်မှုအခုမှဘာဖြစ်တာလဲဒီကေကိုလီထန်နဲ့ຫນွေဥရာသီပါချယ်ရီပန်းတွေဝေစားနေတဲ့ဒီတော့အုပ်ထဲမှာထူးဆန်းတဲ့အရာတွေဖြစ်နေပြီနံပါတ်1ဖြစ်ဖို့အချိန်မတန်သေးပါဘူးလို့တယောက်ယောက်ကပြောတဲ့ကိုလည်းကြားရတယ်လီတိုက်လို့ချယ်ရီပန်းတွေကြေကျနေတဲ့အထဲကငါမျက်လုံးရှိမှာရုတ်တရက်မီးတောက်တစ်ခုပေါ်လာပါလားမီရိုရဲ့ပထမဆုံးချယ်ရီပန်းကိုကြည့်နေပုံကအရန်လှတယ်ဆိုတဲ့အတန်တစ်ခုနားထဲမှာဝေဝိုက်နေပါတယ်ငါလှည့်ကြည့်လိုက်တော့ဒီထဲမှာတယောက်ယောက်ကရှိနေတာသူ့မျက်လုံးတွေကမီလီယံလိုတောက်နေပြီးနှုတ်ခမ်းတွေကလှိုင်းလိုလှုပ်နေတယ်ဒီနေရာကမင်းရဲ့တစ်တော်ပါလို့သူကပြောတယ်ငါတစ်တော်ဟုတ်တယ်ဒီတော့အုပ်ရဲ့နတ်ဖျားကမင်းကိုရွေးချယ်လိုက်ပြီငါနှလုံးခုန်တန်းကရှင်ပတ်ထဲမှာပြင်းပြင်းထန်ထန်တုန်ခါနေတယ်ဘာရီဖြစ်နေတာလဲဒီတော့မှာကနှစ်ပေါင်း300နေထိုင်ခဲ့တဲ့နတ်ဖျားကငါ့ကိုရွေးချယ်တယ်ဆိုတာဒါပေမဲ့ငါကလူသားပဲဟဲ့နတ်ဖျားပြုံးလိုက်တယ်လူသားတွေကရန်သူဖြစ်နိုင်တယ်လို့မဟာမိတ်လည်းဖြစ်နိုင်တယ်မင်းကတစ်တိုးကိုကာကွယ်မဲ့သူဖြစ်လာမယ်တစ်ချိန်တည်းမှာပဲအနီးကချောင်းလေးကနေရေတံတွေကြားလာတယ်လှည့်ကြည့်လိုက်တဲ့အခါမှာတော့အနီအောင်ခြေထောက်နဲ့တက်တော်အားလေးတွေမျိုးတုံးလူညီပါဒီတရိတ်ဆန်လေးတွေကငါ့ကိုစိုက်ကြည့်နေကြတာသူတို့ရဲ့မျက်လုံးတွေကစိုးရိမ်နေသလိုပဲနတ်ဖျားကတော့စစ်ပြောတာပေါ့ဆယ်တီဆောက်ဖို့လူတွေကဒီတော့ကိုဖျက်ဆီးတော့မင်းသာသူတို့ကိုမတားဆီးနိုင်ရင်ဒီတော့နဲ့ဒီမှာနေထိုင်တဲ့အကောင်လေးတွေအားလုံးပျောက်ကွယ်သွားမယ်လားသူကနတ်ဖျားကခေါင်းငင်းလိုက်ပါတယ်ငါရင်တဲကစိတ်ခံစားချက်ကတော့မီးတောက်တစ်ခုလိုပါပဲဒီတော့ငါလုံမေဒီတော့ကိုငါကာကွယ်မယ်နတ်ဖျားရဲ့ပြုံးရိပ်ကပိုလှလာပြီးချယ်ရီပန်းတွေကလေထဲမှာဝင့်ကြွားတောက်ပလာတယ်။ကောင်းပြီဒါဆိုမင်းရဲ့စွမ်းအားကိုစမ်းကြည့်ရအောင်။တစ်ချိန်တည်းမှာပဲအနီးကတစ်ပင်တွေကနေအတန်တွေထွက်လာတယ်။ဆယ်တီဆောက်ဖို့လူတွေရောက်လာပြီ။တစ်တိုးနှစ်ဖျားရဲ့အမွေကိုကာကွယ်ဖို့ငါရဲ့ပထမဆုံးစစ်ပွဲကစတင်တော့မယ်။ဆယ်တီဆောက်ရေးလုပ်သားတွေရဲ့ခြေတံတွေကနီးလာတယ်သူတို့လက်ထဲမှာစကရိယာတွေမြေတိုင်းကရိယာတွေဒီတော့ကိုဖြိုဖျက်ဖို့အစဉ်သစ်ချစ်နေကြပြီထင်နေရက်ကြပါငါကသူတို့ရှေ့ကိုခုန်ထွက်ပြီးអော်လိုက်တယ်လူတယောက်ကငါ့ကိုအထင်သေးသလိုကြည့်ပြီးတော့ကလေးတယောက်ကဘာလုပ်မှလဲလို့ရည်ကြတာပေါ့ငါရဲ့နှလုံးခုန်တန်းကနားထဲမှာအကျယ်ကြီးကြားနေရပြီငါမဖြစ်နိုင်ဘူးဒါပေမဲ့နတ်ဖျားရဲ့အတန်ကငါနားထဲမှာပြန်လေတည်ငြိမ်စွာပြောလိုက်တယ်မင်းမှာငါအစမ်းတွေရှိတယ်ယုံကြည်မှုကိုသာရွေးချယ်ရမယ်ငါမျက်လုံးမိတ်လိုက်ပြီးတော့လက်နှစ်ဖက်ကိုဆန့်ထုတ်လိုက်တယ်ချက်ချင်းပဲမြေကြီးတစ်ခုလုံးတုန်ဟာသွားပြီးချယ်ရီပန်းတွေဟာလေထဲမှာမိုးရွာသလိုကြွေကျလာတယ်တစ်ပင်တွေရဲ့အမြစ်တွေကမြေကြီးထဲကနေတိုးထွက်လာပြီးလူတွေရဲ့ခြေထောက်တွေကိုရှစ်ပတ်လိုက်တယ်ဟာဒါဘာဖြစ်တာလဲဒီတော့ကကျွန်တော်တို့တိုက်ခိုက်နေတယ်သူတို့ရဲ့အကူအညီတောင်းတန်တွေကြားတွေကငါကရှေ့ကိုတလန်းလှမ်းလိုက်တယ်ဒီကနေထွက်သွားပါဒီတော့ကိုဘသူမှထိပါခွင့်မရှိဘူးငါရဲ့အတန်ထဲမှာနတ်ဖျားတန်တွေပါနေတာရောဆက်နေတာငါသိတယ်လူတွေကကြောက်လန့်ပြီးပြေးကြတယ်သူတို့ရဲ့နောက်ဆုံးပုံစံကတော့ငါ့ကိုကြောက်ရွံ့ကြည့်ရင်းနဲ့စုပ်ခွာသွားကြတယ်နောက်ဆုံးတော့တောတစ်ခုလုံးတိတ်ဆိတ်သွားပြီနတ်ဖျားကငါ့ကိုနူးညံ့စွာပြောလာတယ်မင်းလုံနိုင်တယ်ဒီတော့ကမင်းရဲ့အိမ်ပဲခုကစားပြီးမင်းကဒီမှာရှိတဲ့အရာအလုံးရဲ့စောင့်ရှောက်သူပဲငါလည်းကြည့်လိုက်တော့အနီအောင်ခြေထောက်နဲ့တရဝါလေးတွေကငါ့ကိုကြီးစုတင်တယ်လို့ကြည်နေကြတယ်ချယ်ရီပန်းတွေက
ငါပတ်လည်မှာလှက်ပတ်ဝဲပြန်နေတယ်ဒီနေရာငါအိမ်ဒီနေရာငါအိမ်ငါပြုံးလိုက်တယ်နှစ်ပေါင်းများစွာကြာမှာဒီတော့အုပ်ကနာမည်ကြီးချယ်ရီပန်းတော်တစ်ခုဖြစ်လာမယ်လူတွေရောက်လာလေပတ်ကြတယ်ဒါပေမဲ့သူတို့မသိကြတာကညနေဆောင်တိုင်းချယ်ရီပန်းတွေကြားမှာလှပစွာဝစ်ဆင်ထားတဲ့ကောင်မလေးတယောက်ကတော့တစ်ပင်တွေကိုထင်းကြောင်းနေတယ်ဆိုတာကိုပါသူကတော့မီရိုပါတောနတ်ဖျားရဲ့အမွေကိုစက္ခံထားသူပေါ့ဒီဇလန်လေးကတဘာဝနဲ့လူသားတို့ရဲ့ဆက်နွယ်မှုယုံကြည်မှုနဲ့တာဝန်ယူမှုတို့ကိုအကြောင်းဖော်ပြထားပါတယ်လှပတဲ့ဌာနကြီးလေးတစ်ပုဒ်ဖြစ်ပါတယ်အဆုံးထိကြည့်ရှုပေးလို့ကျေးဇူးပါရှင်ကျွန်မစုမြတ်ကြီးပါကျွန်မရဲ့တီးစင်ဖိုင် channel လေးကိုလည်း like subscribe share ပေးခြင်းဖြင့်အားပေးပါဦးနော်နောက်ဗီဒီယိုဒီမှာပြန်ဆုံတွေ့ကြရအောင်ပါ